င်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျမတို့ရဲ့ကဘာကြီးအမှတ်သားချက်အစီအစဉ်ကနေဆရာဘလို့အကြောင်းအရာလေးများဆွေးနွေးမှာပါလဲရှင်ကျွန်တော်တို့နေဇက်မှာနောက်အခုလက်ရှိဒီနှစ်နဲ့မနှစ်ကကြည့်မယ်ဆိုနေဇက်ရဲ့ major issue ကဟောလေ scam centers ပေါ့ညာနောက်နှစ်မှာနေဇက်ရဲ့အဓိက issue ကဘာဖြစ်မလဲဆိုတာကိုကျွန်တော်ကအခက်မှန်ပြီးပြောပြချင်တာပေါ့ခင်ဗျာဟုတ်ကဲ့ပါဆရာအဲ့ဒီ scam center တယောက်တည်းမဟုတ်အုပ်စုလိုက်ဒီလိမ်လည်မှုတွေမျိုးစုံလုပ်ကြရနော်ဆရာနောက် issue မပြောခင်ဒီ scam center အကြောင်းလေးပြင်ပြောပြပေးပါဦး scam center ဆရာတဖြည်းဖြည်းအခုကတော့ကြာသွားမှာပေါ့နောက်တစ်နှစ်မှာတော်လေးကိုကြာသွားမယ်နံပါတ်1 reason ဘာကြောင့်ကြာသွားမလဲဆိုတော့ law enforcement ပေါ့အစိုးရကလည်းအရန်ဖယ်ရှားနေတယ်ဟို EAO တွေကလည်းသူတို့မျက်နှာပူပြီးသူတို့နာမည်ပြတ်သွားပြီဆိုတော့သူတို့ကလည်းဖယ်ရှားနေရတယ်ဆက်ထားလို့မရတဲ့အခြေအနေဖြစ်တော့နိုင်ငံတကာလည်းအရန် PR တွေပေးနေတဲ့ EAO တွေကိုအဲ့ဒါဆိုတော့အဲ့ဒီမှာဟို scam center အရန် disperse ဖြစ်သွားတော့ disperse distributed ဖြစ်သွားတနေရာထဲမှာဥပမာရွှေကုတ်ကိုလို့ပြောအဲ့တနေရာထဲမှာနေလို့မရတော့နေရာပေါင်းဆိုတချို့ဆိုရန်ကုန်ထဲဝင်တချို့ဆိုလာရှိုးရောက်အဲ့ဒါမျိုး underground ရောက်သွားတဲ့သဘောပေါ့မြေအောက်ရောက်သွားတဲ့သဘောပေါ့တနေရာအကြီးလုံးလို့မရတော့ဘူးအဲ့ဆိုတော့ disperse ဖြစ်သွားတယ်ဒါပေမဲ့ technology advanced တဲ့ဆိုရင်တော့တို့ကဆက်ပြီးလိမ့်နေလို့ရနေတယ်ပေါ့ဒါပေမဲ့အရင်လိုသိရမလားနိုင်ငံပေါင်းစုံနဲ့ language ပေါင်းစုံဘာသာစကားမျိုးတို့တက်တဲ့လူတွေကိုထောင်နဲ့ချီပြီးတနေရာထဲထားဖို့မဖြစ်တော့ဘူးပေါ့အဲ့ဒီ issue တစ်ခုရှိရနံပါတ်1နံပါတ်2က supply နဲ့ demand ပေါ့ supply side ကိုကြည့်မယ်ဆိုရင် scam center တွေက distributed ဖြစ်သွားတဲ့အတွက်ကြောင့်အကြီးတွေမရှိတော့ဘူးဆိုတော့တဖြည်းဖြည်းကျသွားမဲ့သဘောရှိတယ်နော်ဘာဖြစ်လို့လဲဆိုတော့လူတွေကသိနေပြီ။ demand ကြတော့ဗာလဲဆိုတော့ demand လေလူတွေက scam ကိုလိန်ခံထိတာဘယ်နှခါလိန်ခံထိနိုင်မလဲလူတယောက်ကဟုတ်တယ်မလားတစ်ခါပဲလိန်ခံထိပဲပြီးနောက်တစ်ခါထပ်လိန်ခံထိဆိုတော့မင်းတော်ညံ့သွားပြီလေအင်္ဂလိပ်မှာစကားပုံရှိရလေ fool me once shame on you fool me twice shame on me ငါလိန်ခံထိပထမတစ်ခါဆိုရင်မင်းပြည့်ငါနှစ်ခါလိန်ခံတဲ့ရင်ငါပြည့်ပြသွားဘာလို့သုံးမကြမင်းနောက်တစ်ခါလိန်ခံအဲ့ဒါဆိုတော့နီလန်းအစ်စ်တွေထွက်လာတော့လဲပဲလူတယောက်က3ခါ4ခါလောက်2ခါ3ခါလောက်အလိန်ခံဖို့တော့မဖြစ်နိုင်တော့ဘူးလေအဲ့ဒါဆို scam တွေက demand လဲကြောက်အောင် supply လဲကြောက်အောင်နောက်ဆုံးကျ scam တွေဖြည်းဖြည်း slow death ပေါ့ဖြည်းဖြည်းတွေက CD တွေလို့ပေါ့နော် CD တွေစာအုပ်တွေလို့ဖြည်းဖြည်းချင်းတိတ်ဆုံးသွားတယ်လို့ဖြစ်သွားမှာပေါ့နော်အဲ့ဒါ scam center ရဲ့ issue ပေါ့အဲ့ဒါဆိုနောက်ပိုင်းကျရင်တော့အဲ့ဒီ scam issue တော့စိတ်ပူစရာမရှိတော့ဘူးပေါ့လူတွေကလည်း smart ဖြစ်လာပြီးတော့ more educated ဖြစ်လာပြီးဆိုအလိန်ဟာတွေပိုသိလာပြီလေလုံခဲ့တဲ့နှစ်ဆိုင်အခုက Facebook ဆိုဘာမှကြုံမပေးတော့ဘူးမင်းလာမပြောနဲ့ဘာမှ investment တွေရင်းနှီးမြှုပ်နှံပဲလာမပြောနဲ့ငါစိတ်ဝင်စားတော့အဲ့ဒါမျိုးပေါ့နော်အဲ့ဒါဆိုတော့လိန်ကလည်းခက်လာတယ်လူတွေကလည်းတခါသေးဘူးပြင်မိုးနာလဲဆိုသလိုအလိန်မခံတော့ဘူးအဲ့ဒါဆိုတော့ scam center ရဲ့နောက်ဆုံးကြတော့ slow death ပေါ့ဖြည်းဖြည်းချင်းပြီးဆုံးသွားမှာပေါ့ကျမတို့မြန်မာနိုင်ငံမှာပဲဒီလိုမျိုးလိန်နာတွေရှိရဒါကမ္ဘာနိုင်ငံတွေမှာလည်းဒီလုပ်ငန်းလုပ်တဲ့နိုင်ငံတွေရှိရနော်ဆရာဆိုတော့အဲ့ဒီတရားဥပဒေတိတ်မစိုးမိုးတဲ့နေရာတွေမှာအဲ့ဒါတွေ set up တော့လုပ်တော့အရင်တော့ကမ္ဘောဒီးယား Laos border တွေမှာလည်းရှိတယ်နောက်ကျွန်တော်ပြောမယ်ကမ္ဘောဒီးယား Thailand pre-packer ဆိုအဲ့ဒီ scam center တွေနည်းနည်းဆိုင်တာပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီနေရာမှာလည်းရှိတယ်အထူးသဖြင့် criminal တွေကတရုတ်ပြည်ကလာကြပါတရုတ်ပြည်ကျတော့ law and order အရမ်းမြင့်သွားပြီလေတရုတ်က ID ကနဲ့ပဲသွားနေတာမင်း ID ကမှာမင်းက criminal ဆိုမင်းကဘတ်စကားစီးလို့လည်းမရရထားစီးလို့လည်းမရလေမြန်စီးလို့လည်းဘယ်ပြေးမလဲမိချိုသေးပဲအဲ့ဒါဆိုတော့တော့ပြေးလို့မရတော့ဘူးအဲ့ဒါဆိုတော့ border ရင်းနဲ့တခြားတရားဥပဒေစိုးမိုးမှုနည်းတဲ့နိုင်ငံပေါ့အဲ့ဒါဝင်လာကြတာဝင်လာပြီးအဲ့ဒီကနေပြီး operation လုပ်ကြတာပေါ့ခင်ဗျဆရာကပြောသွားတဲ့ထဲမှာလည်းပါတယ်ပေါ့နော်ကျမတို့မြန်မာနိုင်ငံဒါရွှေကုတ်လိုကိုလိုမျိုးနေဆက်တွေမှာများသွားပြီဖြစ်ကြတယ်ပေါ့ဆရာဒါပေမဲ့အခုဆိုလည်းဒါနိုင်ငံတော်ဆိုရဒါကိုပြင်းပြင်းထန်ထန်လုံးဝကာကွယ်နေပြီပြီးတော့နိုင်ငံတကာနဲ့လည်းပေါင်းပြီးတော့အိန္ဒိယနိုင်ငံတွေနဲ့လည်းကာကွယ်နေပြီဆိုဒီကတဖြည်းဖြည်းဆရာပြောသလို slow ဖြစ်လာပြီးတော့နောက်ဖြစ်လာမဲ့ဘာဖြစ်မလဲဆရာအဲ့ဒါနောက်ဖြစ်လာအခုကအဲ့ဒီဟာ statistics ပြောမယ်ဆိုရင် synthetic drugs ပေါ့ synthetic drugs ဆိုတာဆေးပြဘာကြောင့်ဆေးပြ issue တွေဖြစ်လာလဲဆိုတော့ရန်ကုန်ကအစမော်လမြိုင်ရဲ့အလဲမန်းလေးမှာအစုံကြည့်လိုက်ရင်ကလပ်တွေမှာအားလုံးဆေးပြကိစ္စဖြစ်ကျွန်တော်မြန်မာပြည် statistics မပြောဘူးတော့ဥပမာအင်ဒီနာချင်း statistics ပြောမယ်ဘော2025မှာပြီးသေးပြီဆိုတော့25 statistics မရှိသေးဘူး25ဆိုပိုတော်များတယ်24 statistics ရှိမယ်မလေးရှားနိုင်ငံမှာဆိုရင်33ရာခိုင်နှုန်းဒီ synthetic drugs တွေမြင်ရလာတယ်နော်ဖမ်းမိတာတွေမဖမ်းမိတာတွေတော့မပြောနဲ့ Thailand မှာဆိုရင်အဲ့ဒီ90ရာခိုင်နှုန်း increase 2023နဲ့24နဲ့ကြားမှာတနေ့အတွင်းမှာ90ရာခိုင်နှုန်းတက်သွားတယ်အဲ့ synthetic drugs arrest တွေကဖမ်းဆီးရမိတာလေနောက်ပြီးတော့ Australia မှာဆိုလဲ2023-24ဆိုင် Australia ဒေါ်လာတန်450ဖမ်းမိတာပိုတက်သွားတယ်အဲ့ဒါဆိုနိုင်ငံတကာမှာ synthetic စာအရန်စိတ်ဝင်တယ်နောက်ပြီးတော့မြန်မာပြည်ကသတင်းစာတွေဖတ်မယ်ဆိုဟိုးအရင်တော့လုံခဲ့တဲ့9နှစ်ကိုဗစ်မတိုင်ခင်တွေပါကိုဗစ်ပကားတော့ကြည့်ဖမ်းမိတာတွေကအမြဲတမ်း drugs ဖမ်းမိဒေါ်လာ3သိန်းပို့လောက်သိရမလားသိန်း1000သိန်း2000ပို့လောက်ပဲအခုဆိုကြည့်လိုက်ဖမ်းမိတာသိန်း1000နဲ့ချီသိန်း3000မို့သိန်း4000မို့အဲ့ဒါမျိုးတွေဖမ်းမိတာဆိုအဲ့ transport ဟာပုံများလာတယ်နော်ဘာဖြစ်လို့လဲဆိုတော့နောက်ပြီးတော့အဲ့ဒီ cost of production လည်းနည်းလာတယ်
ဆေးပြားထုတ်ဖို့ဆိုတာသိမှာအခုဆို high တို့ happy water တို့အမျိုးစုံတို့အမျိုးစုံဆက်ပြီးထုတ်လို့ရတယ်လေအရင်တော့ဆိုဟို vein pure တို့ထုတ်ဆို cocaine တို့အပင်လို့တယ်လေဆိုတော့အပင်စိုက်ရအောင်မယ်အခုကအပင်စိုက်ဖို့မလို့ chemical နဲ့ပဲချတာဆိုတော့အဲ့ဒါနောက်ပြီးတော့ထုတ်လို့ဖို့နေရလဲအကြီးမလို့ဟိုတော်ထဲမှာသိရမလားဟိုပေ40ပေ60warehouse လိုမျိုးဟာလေးစောက်ပြီးအဲ့ထဲမှာစထုတ်လို့ရတယ်ထုတ်နိုင်နေမြအကုန်ထုတ်ပြီးထုတ်တော့ cost of product များထုတ် cost of production ကျသွားတယ်လေတစ်ခုချင်းဈေးကကျသွားအဲ့ဒါဆိုအဲ့ဒီဈေးရောကျသွားတော့များသုံးနိုင်တယ်ဈေးမကြီးတော့ဘာဖြစ်လဲပို့တော့များသုံးတော့ဘာဖြစ်လဲ scam နဲ့ drugs နဲ့မတူတာပါလေ scam မှာကိုတစ်ခါ scam လုပ်ပြီးဘာဖြစ်လဲဟေးငါ့လောက် scam လို့ drugs ကပါလေကိုတစ်ခါသုံးပြီးထပ်သုံးညင်နေတယ်အေးအဲ့ဒါအဲ့ဒီမှာကွာသွားတာအဲ့ဒါဆိုဒီ issue က production ပုံများလာမယ်အဲ့ဒါမျိုးဖြစ်လာတာပေါ့နောက်ပြီးတော့ပြောရမယ်ဆိုရင်နိုင်ငံတကာမှာလည်းရှိရ International Narcotics Control Board ပေါ့အဲ့ဒါ2024 annual report မှာသူတို့ကဘာရေးထားလဲဆိုတော့ synthetic drug ရဲ့ကြီးထွားနှုန်းဟို plant based drug plant based ဆို vein pure ဟို cocaine လို့ပြောတာအဲ့ဒါ plant based drug တွေပုံများလာတယ်ဒီကမ္ဘာလုံးက coordinate လုပ်ဖို့ပို့လို့တယ်ဆိုတော့သူတို့က highlight လုပ်တယ်နောက်ဆုံးတစ်ခုကဘာတော့ပါလဲဆိုတော့ plant based drugs တွေ synthetic drugs တွေကပို့ပြီးဒီကမ္ဘာလုံး overtake လုပ်တော့မယ်ဆိုတော့သူတို့က warning annual report မှာထည့်ရေးထားတယ်International Narcotics Control ပေါ့နိုင်ငံတကာမူရစေပေါ်ထိန်းချုပ်ရေးအဖွဲ့ပေါ့အဲ့ဒီဟာအဲ့ဒီမှာထည့်ရတာအဲ့ဒါဆိုတော့တကဘာလုံးက issue နိုင်ငံတိုင်း face ဖြစ်နေတယ်ပေါ့နောက်ပြီးအဲ့ဒါတရားနည်းနည်းလွယ်တယ်လေနောက်ပြီးဆေးပြားဆိုတော့တချို့နိုင်ငံတွေကလည်းဟို vein pure ကိုကိန်းတို့လောက်ဥပမာ vein pure ဆိုရင်တေးတယ်နေပါပဲဒါပေမဲ့ဆေးပြားဆိုတေးတယ်မရှိဘူးလေအဲ့ဒါမျိုးတွေဆိုဆေးပြားတရားတာလွယ်ကူနဲ့အဲ့ဒီဟို punishment သိမရှိဘူးပေါ့ထောင်လေးပဲကြပြီးထွက်လို့အဲ့ဒါမျိုးဆိုလူတွေကအဲ့ဒါတွေလုပ်ချင်ကြအခုကအဲ့ဒီ issue အရင်ဖြစ်လာအဲ့ဒီ issue တွေကဘယ်ရောက်လာလဲဆိုတော့ကျွန်တော်တို့ EAO ထိန်းချုပ်နေတဲ့ region တွေကအများကြီးထုတ်နေတာဖြစ်တယ်အဲ့ဒါထုတ်နေတယ်ဆိုတော့တို့ကထုတ်သမျှကိုလာအို Thailand တို့ကအစင်တကဘာလုံးကိုဖြန့်နေတာအဲ့ဒါဆိုတော့အဲ့ဒီ issue ပေါ့Yaba ketamine ice ecstasy အခုဆို high သွားမယ် happy water အဲ့ဒါအကုန်လုံးကလူငယ်တွေကိုဖျက်ဆီးနေတာဆရာပြောသလိုဒါနေဆက်တည်း EAO တွေမှာထုတ်နေဆိုတော့အဲ့ဒါကိုတော့ခိုင်မာတော့ဟန်တားနိုင်ရမယ်နဲ့တူတယ်ဆရာခိုင်မာဟန်တားဖို့ scam center လို့ဖြစ်နေတာဘာဖြစ်လို့အဲ့ဒီ EAO နေရာတွေကဥပမာဆိုဝနေရဆိုရင် is not under the control of Myanmar government control အောက်မှာမရှိတာသူတို့ကပေးထုတ်ထားရင်ကျွန်တော်တို့ကဘယ်လိုလုပ်မှာလဲသူတို့ကတရားဝင်ပေးမထုတ်ထားဆိုတော့သူတို့တော်ရအကြီးပဲလေတော်ရဲသွားပြီး warehouse တာပြီးကိုစက်နဲ့ကိုကနေ Google ထဲမှာဘယ်လိုထုတ်မလဲဆိုရှာပြီးလုပ်ရင်တော့ကိုကနေထုတ်လို့ရသေးတယ်အဲ့ဒါမျိုးတွေဆိုတော့ control ကမရှိဘူးအဲ့ဒါဆိုအဲ့နေရာတွေကနိုင်ငံတကာရဲ့ control အောက်မှာရှိလားဆိုတော့မရှိဘူးကွာမြန်မာပြည်ရဲ့ territory လေမြန်မာပြည်နယ်နိမိတ်တို့လက်ကျူးကျော်လို့မှမရအဲ့ဒါဆိုတော့ scam center တွေအတိုင်းဖြစ်ဖို့ကရိုင်းအဲ့ဒီဘက်ကိုတော်တော်ရိမ့်နေတယ်လို့ပြောတာပါခင်ဗျာဒါဆိုရင်ဆရာအခုသူတို့တော့ဒါလုံနေမှာပဲသူတို့ထုတ်ထုတ်နေမှာပဲပေါ့နော်ဒါပေမဲ့ဒါဆိုဘယ်လိုတားဆီးလို့ဘယ်လိုအထီရောက်ဆုံးလုပ်လို့ရမလဲဆရာအဲ့ဒါ coordinated efforts ဆိုနိုင်ငံတကာနဲ့ရောဒီလက်ရှိပြည်တွင်းအစိုးရနဲ့ရောပူးပေါင်းပြီး EAO တွေ pressure ပေးမှရမယ်ကျွန်တော်ဒါနေနေမှာဒီကထက်ပြီးတော့ law and order ပုံမှန်မှာလည်းအခုဖမ်းမိတာတွေကအကြီးတွေဆိုအဲ့ဒါဟိုလည်း publicize လုပ်ရမှာသူဖမ်းမိရဲ့ဥပမာမဖြူဖမ်းမိရဲ့အတွက်ကြောင့်မဖြူဒေတာပေးလိုက်တယ်အဲ့ဒါမျိုး publicly နည်းနည်းတုံလောက်အောင်နည်းနည်း warning ပေးမှာပေါ့မဟုတ်ရင်လူတွေကသိရအောင်အိုးထောင်ကြတယ်လူငိမ့်ထက်တဲ့ကိုနေငါလွတ်လာမှာဆိုပြီးမှားပြီးထင်နေမိပါလေအဲ့ဒါဆိုတော့မဖြစ်နိုင်ကြအောင်သင်ခန်းစာပေးဖို့သင်ခန်းစာယူနိုင်ဖို့အဲ့ဒါမျိုးလုပ်ပေးမှာ pressure ဘောင်းစုံပေးမှအဲ့နေရာရမှာပါဘယ်လိုလဲဆိုတော့ထုတ်နေတဲ့နေရာတွေကsupply နေရာတွေကကျွန်တော်တို့ control မရှိဘူး supply ကိုဖျက်ပစ်ဖို့ခက်တယ် demand ကိုဖျက်ပစ်လို့လည်း demand လည်းဖျက်ပစ်လို့မရဘူးဘောလူငယ်တွေကကလပ်သွားသွားရင်ဒီမှာရောင်းတဲ့လူရှိရင်တို့ကဝယ်မှာပြီးတော့ဈေးကအရင်ပေါ်နေတာဟုတ်ဒါပေမဲ့လည်းဒါကမကောင်းဆိုတာသိတယ်ပေါ့နော်ဆရာပြောသလိုဒါ scam center တွေဘာတွေကနေလိမ်နေဆိုတာဆရာပြောတစ်ချိန်ပဲအလိမ်ခံမှာပေါ့နော်ဒါကြတော့ကိုကတရားရုပ်သုံးဆွဲမိပြီးသွားရင်ဒါအချိန်မြေးလို့ချင်းလိုက်ရှာနေပြီလို့ရနိုင်မယ့်နေရာတွေမှာလေဆရာခုနပြောသလိုဒါဥပဒေခိုင်ခိုင်မာမာရှိပြီးတော့ထုတ်လုပ်တဲ့သူတွေဖြစ်သူသုံးဆွဲတဲ့သူတွေအတွက်ကလည်းခိုင်ခိုင်မာမာဒီလိုမျိုးဓာရီသုံးဆွဲလို့ဒီလိုဖြစ်ရင်ဥပဒေတော့ပြင်းပြင်းထန်ထန်ထုတ်ဖို့လိုမယ်နဲ့တွေ့ဆရာဥပဒေအပြင်မောဟိုစားအဲ့ဒီကထုတ်ဆွဲရုပ်တရက်ဟိုစားလေ club တွေပါတယ်ဝင်ပြီး urine test ပေါ့ထီးသွားတာကို test လုပ်ပြီးအဲ့ဒါမျိုးတွေတစ်ချိန်3ချိန်5ချိန်လောက် surprise ပေါ့ကျောင်းတခင်အဲ့ဒါတွေလုံးလိုက်ရင်တော့နည်းနည်းတော့လန့်သွားမှန်းတူတယ်နော်အခုကျလူငယ်တွေကျတော့တဲ့ club သွားပထမတော့ club သွားတာပုံမှန်ပြောဖို့ပဲဒါပေမဲ့ဟိုမှာကိုယ်တငယ်ချင်းထားပါအောင်10ယောက်သွားတာ9ယောက်အဲ့ဒါ3တွေကိုကမတော့တမျိုးကြီးဖြစ်နေအဲ့ဒါမျိုးတွေဖြစ်ကုန်တာပေါ့ဒါအဲ့ဒါတိုင်းပြည်အတွက်အင်မတန်ခတိကောက်ဖြစ်တာခတိကောက်ဆိုတိုင်းပြည်ပြတ်မဲ့အလုပ်ဒါရောဆရာ
ဒါဘလို့ထိန်းချုပ်လို့ရမလဲ အဲ့ဟိုနှစ်ခုလုံးပေါ့ supply side လဲ supply EO တွေအရန်ဖိအားပေးမယ်အရန်ဖိအားပေးမယ်ဗမာပြည်တယောက်တည်းဖိအားပေးမယ်နိုင်ငံတကာအဖွဲ့အစည်းနိုင်ငံတကာ NGO ပြီးတော့ regional ASEAN လိုမျိုးအဲ့ဒါမျိုးပေါ့အဲ့ဒါတွေကအရန်ဖိအားပေးရမယ်ပြီးတော့နိုင်ငံကြီးတွေကလည်းဖိအားပေးမယ်China တို့ India တို့အရန်ဖိအားပေးအဲ့ဒါ EO တွေရတယ်အဲ့ဒါ supply side supply demand ခွဲလိုက်မယ် demand လည်းအဲ့ဒါမျိုး law enforcement အဲ့နေရာတွေကိုသူကသုံးဆွဲလူတွေရှောင်းတခင်စစ်ဆေးအဲ့ဒါတွေကိုပြစ်ဒဏ်ခိုင်ခိုင်မာမာနဲ့ချမှတ်ကြီးမားတဲ့ပြစ်ဒဏ်ပေါ့နော်အဲ့ဒါချမှတ်ရင်လောမှာဒါရေတူဒီနေ့လောက်လိုက်လို့ဒီနေ့ပြီးသွားဘုံလေးဒါရေရှည်စီမံကိန်းတွေကိုဖြိုခွဲမှာဒါပေမဲ့အဲ့ဒီပြဿနာနောက်နှစ်မှာတော်တော်လေးကိုကြီးမားတဲ့ပြဿနာဖြစ်သွားတယ်scam center တွေလိုပဲscam center တွေကကြတော့ဒါဆရာလိန်တာတော့ဒါလူကြီးလည်းလိန်မယ်ဟိုနည်းနည်းအသက်ကြီးရဲ့လူလေးလည်းမိန်းမကြီးလည်းလိန်ချင်တယ်လို့လိန်လို့ရတယ်ဆိုရမယ်ဆရာအခုပြောတဲ့ဒါမိုးရေးစေဝါဆိုတာကြတော့အဓိကလူငယ်တွေဦးတည်နေတော့နိုင်ငံရဲ့အနာဂတ်ကလူငယ်တွေပဲလေ businessman တွေကလည်းဟိုပတ်စံလေးနည်းနည်းရရင်ဗာလဲ high gun သွားမယ်အဲ့ဒါတွေရှောက်လို့တော့ is not productive activity for the တိုင်းပြည်လေတိုင်းပြည်အတွက်ဘာမှအကျိုးမရှိတဲ့အလုပ်လေဒီမှာသူများတိုင်းပြည်တွေမှာချမ်းသာအောင်လုပ်နေကြတယ်သူတို့က high gun သွားပြီးဆေးပြားတွေလုံသုံးဆွဲအတိတ်ပဲမရှိတာအဲ့ဒါဆိုတော့တိုင်းပြည်အရန်နေတာပေါ့နော်အဲ့တိုင်းပြည်နေတာပါတိုင်းပြည်စီရတော့ကျွန်တော်နောက်သားတွေပိုစင်းရတာပေါ့ဟုတ်ကဲ့ပါဆရာဒါအခုဆရာပြောသွားလို့ပေါ့နော်ဒါ scam center တွေကလည်းစိတ်ပူစရာရှိရတာတိုက်ဖြတ်မှုတွေအများကြီးလှုပ်လာတဲ့အတွက်ကြောင့်မလို့သူကတော့နည်းနည်းရောကြလာတယ်လို့ပဲပြောလို့ရပြအလုံးဝပပျောက်သွားတာမဟုတ်သေးဘူးအခုလာမယ့်နောက်ချိန်မှာဒီလိုဆေးပြားတွေဒါမိုးရေးဆေးဝါးတွေဖြစ်လာတဲ့အခါမှာဒါတွေကိုဘယ်လိုမျိုးတွေပေါ့နော်ပြင်းပြင်းထန်ထန်ထိန်းချုပ်ဖို့တော့ဆရာကျန်မှုပြောချင်ပါလေ supply ပဲဘယ်လိုတိုက်ခိုက်လို့မလဲ demand ပဲဘယ်လိုတိုက်ခိုက်လို့မလဲအဲ့ဒါကိုပြီးတော့စီမံကိန်းပေါ့9နှစ်ဆို9နှစ်3နှစ်ဆို3နှစ်စီမံကိန်းအခုလုံးမနောက်3နှစ်လောက်2နှစ်လောက်ကြာရင်ပြဿနာမတက်ပါအခုမလုပ်ဘူးဆိုရင် scam center လို့ပဲ issue ရထပ်ပြီးပောက်ကွယ်ပါနောက်2နှစ်3နှစ်ဆို statistics တွေကပြနေပြီနိုင်ငံတွေကကိုယ့်ရဲ့အိမ်နီးနားချင်းနိုင်ငံတွေရဲ့ drugs arrest တွေကအရန်တက်နေပြီ synthetics နဲ့ပတ်သက်ရင်ကျမတို့မြန်မာနိုင်ငံမှာလည်းဒါမိုးရေးစေဝါနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးကတော့အမြဲတမ်းတော့ဒါနေ့စဉ်နေ့တိုင်းတော့တိုက်ဖြတ်မှုတွေဖန်ဆီးရမှုတွေမရှိဖြတ်စီရတွေလုံးနေကြတာပဲဆရာဒီတက်ပို့ပြီးတော့ပြင်းပြင်းထန်ထန်လုပ်ရမှာပေါ့ focus approach ပေါ့ကိုကဘာအောင်လုပ်ချင်လဲအဲ့ဒီထုတ်နေတာတိုက်ဖြတ်ဖို့ဆိုတာအဖန်ဆီးတစ်ခုတည်းနဲ့မရအောင်လေဒီမှာဟို distributor group ပေါ့နော် distributor တွေပို့ဆောင်တဲ့လူတွေပေါ့အဲ့ဒီတစ်ခုတည်းနဲ့မရအောင်သုံးဆွဲတဲ့လူတွေပါဟိုဗာလဲငမန်းတောင်ကြော်ညာလို့ပေါ့ဒီမှာငမန်းတောင်ဟင်းုံမတော့တော့ဆိုရင်ငမန်းတွေသေးစရာအကြောင်းမရှိတော့ဆိုသလိုပေါ့အဲ့ဒါမျိုးပေါ့သုံးဆွဲတဲ့လူမရှိတော့ဘူးဆိုရင်အဲ့ synthetic drug ဆေးပြားတွေသုံးဆွဲလူမရှိတော့ဘူးဆိုရင်ထုတ်တဲ့လူတွေကလည်းပဲရှိတော့ပါမလဲအဲ့ဒီသဘောမျိုးပေါ့အခုဒါဆရာဆွေးနွေးသွားတဲ့အတွက်လည်းဒါများရုံမြင့်တညာပြည်သက်တွေကလည်းဘ ഹു တုတရရရှိမယ်လို့ထင်ပါတယ်အဲ့အတွက်လည်းဆရာကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာ